အားလုံးပဲမင်္ဂလာပါဒီနေ့ပြိုးချံတစ်ခုကိုအတူတူလဲသွားကြမယ်အလဲသွားရင်းနဲ့ပြိုးချံနဲ့ဆိုင်တဲ့ဝေါ်ဟာရတွေကိုအတူတူလေ့လာကြည့်ကြမယ်ပြိုးချံနာမည်ကတော့ Groovy Plants Ranch ဖြစ်ပါတယ်ပထမအဆုံးအနေနဲ့ပြိုးချံကိုအင်္ဂလိပ်လိုဘယ်လိုပြောလဲဆိုရင် nursery ဖြစ်ပါတယ်လိုက်ပြောကြည့်ပါ nursery ပထမဆုံး ner မှာအတန်ကိုဖိပြီးတော့မှပြောရပါတယ်စာကြောင်းမှာသုံးမယ်ဆိုရင် We went to the nursery this morning ဒီမနက်ပဲပြိုးချံသွားကြသေးတယ်ပြိုးချံမှာဒီစလုံးလေးမြင်ရင်ဘာလို့ဆိုလို့လဲဆိုတာသိပါသလား perennial နှစ်ရှည်ပင်မှာလိုက်ပြောကြည့်ပါဦး perennial tulips are one of my favorite perennials နှစ်ရှည်ပင်တွေထဲတော့ tulip ပင်ကြိုက်တယ်ဒီစလုံးလေးရောသိပါသလား annualသူကကြတော့တစ်နှစ်ခန့်အပင်ဖြစ်ပါတယ်လိုက်ပြောကြည့်ပါဦး annual ဒီမှာစောင်းတွင်းပြီးသွားရင်အပင်တွေကတည်သွားကြတယ်ပေါ့နော်ခုနအရှိမပြောခဲ့တဲ့ perennials တွေကြတော့ပြန်ပေါက်တယ်ဒီ annuals တွေကြတော့ပြန်မပေါက်တော့ဘူးအဲ့တော့သူတို့ကတစ်နှစ်နဲ့တစ်နှစ်ပြန်ပြီးအသစ်ဝဲပြီးစိုက်ရတာပေါ့နော်အဲ့လိုအပင်မျိုးကြတော့ annual စာကြောင်းမှာသုံးမယ်ဆိုရင် I plant new annuals every spring တို့တော့ຫນွေဥဝင်တာနဲ့ annual ပင်တွေစစိုက်ပြီးဒီပင်ကတော့အလုံးရင်းနေမှာပါနော် succulents ဖြစ်ပါတယ်ရေသိမ်းပင်လို့လည်းခေါ်တယ်လိုက်ပြောကြည့်ပါဦး succulents succulents love sunny windowsills ရေသိမ်းပင်တွေကနေရတဲ့ပရင်းပေါက်ဘောင်တွေဆိုရင်တိတ်ကြိုက်တာဒီပန်းလေးကိုအလုံးရင်းနေမှာပါနော်ကျမတို့ lavender လို့ပြောတယ်English စလုံးမှာကြတော့သူကအရှိဆုံး LA syllable ကိုဖိပြီးတော့မှပြောရတယ် lavender လိုက်ပြောကြည့်ပါဦး lavender I planted lavender near my porch အင်းရှိစင်ဝင်တာ lavender ပန်းနေစိုက်ထားသေးတယ်ပြိုးချံမှာတစ်ခွပန်းနေလည်းရှိပါတယ်တစ်ခွပန်းကို orchids need careful watering တစ်ခွပန်းကရေကိုဂရုတစိုက်တေချာလောင်းပေးရတယ်နောက်ထပ်တွေ့ရမှာကတော့ greenhouse The greenhouse is full of orchids and succulents ပန်းအိုးတွေလည်းစိတ်ပါရင်ဝယ်လို့ရပါတယ် flower pots flower pots are beautiful but very expensive ပန်းအိုးတွေကလှပေမဲ့ဈေးကြီးတယ်နော်ပြိုးချံမှာပန်းအိုးဝယ်ပြီးတာနဲ့တခါတည်းပန်းတန်းစိုက်လို့ရတဲ့နေရာလေးလည်းထားပေးထားပါတယ်အဲ့ဒါကို potting station လို့ခေါ်ပါတယ် She's planting her new plant at the potting station သူမတော့အပင်ဝယ်ပြီးပန်းစိုက်တဲ့နေရာမှာစိုက်နေပြီပြိုးချံမှာဈေးဆိုင်တန်းလေးလည်းထားပေးထားတယ်အဲ့ဒါကို stalls လိုက်ပြောကြည့်ပါဦး stalls You can buy handmade craft at the stores လက်မှုပစ္စည်းတွေဆိုင်တန်းတွေမှာဝယ်လို့ရတယ်နော်ဘိုက်ဆိုင်ရင်ဝယ်စားလို့ရတဲ့ကားစားတောက်ဆိုင်လေးပေါ့နော် food truck လိုက်ပြောကြည့်ပါ food truck The food truck accepts both card and cash စားရဝယ်မယ်ဆိုငွေသားရောကတ်ရောလက်ခံတဲ့စလုံးလေးတွေကိုအကုန်ပြန်ပြောကြည့်မယ်နော် nursery perennial annual succulent lavender orchid greenhouse potting station stalls flower pot food truck အားလုံးကိုကျေးဇူးတင်ပါတယ်ဗဟုသုတရမယ်လို့မျှော်လင့်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆုံမယ်နော်